ကုသိုလ်ကောင်းမှုလုပ်သူရဲ့ရရှိနိုင်တဲ့အကျိုးကျေးဇူးကိုရှင်းရှင်းလေးမြတ်စွာဘုရားဟောထားတာဒါဟိုအဒီယာတွေမပါဘူးအလုံးကိုရှင်းဘာဟောတော့ဆိုဣဒမောရတိပစ္စမောရတိကတပုံညောဥပယထမောရတိမောရတိဆိုတာဝမ်းမြောက်ဝမ်းသာဖြစ်တာဝမ်းသာတယ်ဝမ်းမြောက်တယ်မှန်စကားဝမ်းမြောက်တယ်မုဒ္ဒဟာသေးဆိုတာပြုံးနိုင်တယ်လို့ပြောတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့လူကပြုံးနိုင်တယ်နော်ဒီဘဝမှာလည်းကုသိုလ်ကောင်းမှုလုပ်တဲ့လူဟာပြုံးနိုင်တယ်ဝမ်းမြောက်ရတယ်ပစ္စမောရတိနောက်ဘဝရောက်သွားရင်လည်းပဲပြုံးနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကုသိုလ်ဆိုတာချမ်းသာဒုက္ခဖြစ်ပေါ်စေတာတော့ထီပေါက်တဲ့လူတွေမပြုံးဘူးလားပြုံးတယ်ထီပေါက်တဲ့လူတွေပြုံးတာထီလက်မှတ်ကလေးရှိထားတော့ထီပေါက်တဲ့လူသတင်းကြတော့မှပြုံးရတာထီလက်မှတ်ဆုံးသွားရင်ပြန်မငိုရအောင်လားထီပေါက်ပြီးထီလက်မှတ်ပျောက်တဲ့လူတွေရှိသေးတယ်ခုခေတ်ကနော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ကအဲ့လိုလက်မှတ်ပျောက်တာဆိုမရှိဘူးမြတ်စွာဘုရားဟောတဲ့စကားရှင်းရှင်းလေးကတပုံညောဥပယထမောရတိပုံညအလို့ဆိုတာဘာကိုပြောရမလဲဆိုပုံညကို10မျိုးသတ်မှတ်ပြထားတာမြတ်စွာဘုရားဘာတွေတော့ဆိုလှူရတဏ္ဍပေးရကန္နာဒါနပုံညလို့ဘာကြောင့်ပုံညလို့ခေါ်တော့ဆိုပု္ပ္ပဇပုံနိဗ္ဗတိတိပုံညလူတကာလေးစားခံရတဲ့ဘဝမျိုးကိုဖြစ်စေတယ်အကျိုးကျေးဇူးအနေနဲ့ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်လူတွေကလေးစားတဲ့အဆင့်မျိုးကိုရတယ်သူဆိုလို့နော်ဒါကြောင့်မို့ပုံညအဲ့တော့ပတ်စံချမ်းသာရင်ရောလူတွေကလေးစားတာမရဘူးလားဆိုရှားကြပါရတယ်တစ်ခါလေးကြာပတ်စံချမ်းသာတယ်မရဘူးနော်အဲ့တော့ငွေကြေးတနာကြောင့်လူတွေကလေးစားရတာလေကုသိုလ်ရှင်ကြဥပမာအခုလိုဆောက်ဦးကြီးဆောက်လှူကြတယ်ဘာနာကောင်းမှုသူများတဲ့ထူးထူးချွတ်ချွတ်ပြုတယ်ဆိုလူတကာလေးစားကြတယ်အဲ့လိုလူတကာလေးစားခံရတဲ့အလုပ်မျိုးကိုပုံညလို့ခေါ်တယ်ကတပုံညောကုသိုလ်ကောင်းမှုကိုပြုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာဣဒမောရတိလက်ရှိဘဝမှာလည်းဝန္တာရတယ်ပြုံးရွှင်နိုင်တယ်ပစ္စမောရတိနောက်ဘဝရောက်တဲ့အခါမှာလည်းပဲဝန္တာနိုင်တယ်ပြုံးရွှင်နိုင်တယ်ဥပယထမောရတိဒီဘဝမှာလည်းအပြုံးနဲ့နောက်ဘဝမှာလည်းအပြုံးနဲ့နေနိုင်တယ်ဆိုဟောဒါကုသိုလ်ကံရဲ့အကျိုးတရားကိုပြောကိုကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးတော့ကိုယ့်ရဲ့နဲ့မှာပျော်ရွှင်ချမ်းမြေ့မှုကြည်နူးမှုရမရကိုယ့်ကိုစဉ်းစားပါနော်မရဘူးဆိုရင်တော့ကုံတာနှမျောလို့ဖြစ်တယ်ကုသိုလ်ကောင်းမှုဆိုတာဘာတွေတုံးလို့ပြောမစဲဒါနကြီးကုသိုလ်ကောင်းမှုမဟုတ်ဘူးသီလစောင့်တည်လို့သီလလုံးနေရင်လည်းကုသိုလ်ကောင်းမှုဘာဝနာလို့ခေါ်တယ်တတိတွေပညာတွေတိုးတက်လောင်တရားထုတ်တယ်စိတ်သာဝင်ပြီးတရားထိုင်တယ်တရားသိတွေရလာပြုံးရတယ်ပျော်ရွှင်ကြနော်ဝေယဝိသလူကြီးသူမတွေရဲ့ဝေယဝိသဖရာဝေယဝိသသံဃာဝေယဝိသဆိုတာတွေလုပ်တယ်ပြုံးနိုင်ကြတယ်ပျော်ကြပဋိဒါနာတဲ့ကိုရထားတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုမျှဝေတယ်ပဋိဒါပတ္တနုမောဒနာသူများလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုသာဓုခေါ်တယ်မျှဝေတာသာဓုခေါ်မြန်မာလူမျိုးတွေဆိုင်းမုတ်ထိုးပြီးတော့လူလေးတန်းလေးရှိကြတယ်လူတန်းတာကိုဆိုင်းမုတ်ထိုးလေးရှိတယ်တချို့ကအပြစ်ပြောတယ်ဘုန်းကြီးတို့ကတော့အပြစ်မမြင်ဘူးဆိုင်းမုတ်ထိုးခြင်းဟာမူလရွယ်ချက်ကဘာလဲလို့ဆိုသာဓုခေါ်ဖို့မျှဝေခြင်းသာဖြစ်တယ်နော်ဒါမို့ရှေးတုန်းကဆိုင်းမုတ်တွေမှာဘာပါတော့ဆိုဒါပြောက်နေသည့်အတွက်ကြောင့်လူတွေအတိပ္ပယ်ပါပြောက်နေကြနတ်လူသာဓုခေါ်စေတော်ဆိုပါခုရှိတော့ပေးစားတွေလှူတာအဖြစ်ဘာလူနတ်လူသားတို့ခေါ်စေတော့ပဲအဲ့ဒါအမျှဝေကုသိုလ်ကောင်းမှုကျောင်းတက်ကြီးဆောက်တယ်လှူတယ်ဖရာတစောင်းတွေဆောက်လှူတယ်မိသားစုဘသူကောင်းမှုပြီးရင်သာဓုခေါ်စေပါတကယ်ရည်ရွယ်ချက်သိမယ်ဆိုလို့ရှိရင်အများသာဓုခေါ်ဆွေစဉ်မျိုးဆက်သာဓုခေါ်ဖို့
အမြဝေခဲ့တယ်လို့သူပြောမှာဖြစ်တယ်ရှေးတုန်းကပကံခေတ်ကဘုရားတွေပါဆိုကြောက်စာထိုးပြီးတော့လှူခဲ့တာတွေကျိန်စာတွေတောင်ပါတယ်သူတို့ရဲ့ရွှေချက်တယ်ကျိန်တာတော့ကောင်းတယ်လို့ပြောလို့မရဘယ်လောက်ထိအောင်ကျိန်ထားတော့ဆိုလို့ရှိရင်ဖတ်ဖူးတဲ့လူလည်းရှင်းကောင်းရှင်းလိမ့်မယ်ရှင်းအောင်သမိုင်းကိုလေ့လာကြည့်လို့ဆိုငါလှုပ်ထားတဲ့ကောင်းမှုကိုငါကဲ့သို့ပြုစုဆောင်ရှောက်ခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကငါနဲ့ထပ်ထူကောင်းကျိုးချမ်းသာရစေတည်းတဲ့နော်ငါရဲ့ကုသိုလ်ကောင်းမှုကိုပြတ်လို့ပျက်စီးလုပ်တဲ့ပုဂ္ဂိုလ်သည်မဟာအဝိဇ္ဇငရဲမှာခံစေတည်းအရိမတေယဘုရားနဲ့မကြုံရစေတည်းမဖို့ရစေတည်းကျိန်စာလေးတိုက်သွားတာအဲ့လိုတော့မတိုက်ကြနဲ့ပေါ့မကောင်းနော်မြန်မာလူမျိုးတွေမှာအဲ့ဒါရှိတယ်ကျိန်စာကြမ်းချိန်နေဆိုတာလည်းအဲ့ဒါတွေပဲခုခေတ်တော့ဘလို့ကျိန်ရတယ်လို့မသိဘူးခုခေတ်ကျိန်တာကတော့အဋ္ဌံသဘောလေးရှင်းတော့ကျိန်တယ်ဆိုတာတကယ်ကျိန်ရတယ်ဥပမာရှင်မင်းနေဖိသိက်သွန်းတယ်ဆိုတဲ့အခါခေါင်းကိုရေလောင်းတာအမလေးအေးတယ်မြန်မာအောင်မိတ်တယ်နော်ဘာချိန်သူခေါင်းကိုရေလောင်းပြီးတော့ဖိသိက်သွန်းတယ်ဖိသိက်ရေလောင်းတဲ့အခါခုခေတ်တော့ဘလို့ဆိုးလောင်းတယ်ဘယင်းလက်ထက်ကရှေးဘယင်းနေကြတော့ဘလို့ဆိုးလောင်းရတော့အရှင်မင်းကြီးတရားနဲ့အညီမအုပ်ဆုပ်ဖဲနဲ့တိုင်းလူပြည်သားကိုနှိပ်စက်မယ်ဆိုရင်ခေါင်း90ကွဲစေတည်းဆိုပါတယ်နော်အခုဆိုကုန်ကွဲကုန်လိမ့်မယ်ထင်တယ်ရှေးကကျိန်တယ်ဆိုတာအဲ့လိုကျိန်ရတာဒါကိုကျိန်တာရသော်ဘုရားကမကျိန်တော့ယဟန်တွေကိုကျိန်ခွင့်မကျိန်ရဘူးလို့ပြောတာနော်အဲ့တော့လောကလူတွေဟာကျိန်ရဒါဘယင်းနေပဲသိသွန်းတယ်ဆိုတာကျိန်စာရှိတယ်အဲ့ဒါလိုကျိန်ပြီးတော့မဟုတ်တာမလုပ်ရဲအောင်လုပ်တဲ့သဘောပေါ့နော်ခုခေတ်ကြမ်းကျိန်တာတော့ဘာတွေဆိုသလဲကျွန်ုပ်ဒီဘသူဒီပေါ့စောင့်သစ္စာစောင့်သိပါမိဒီလောက်ပဲကျိန်မဟာဝိဇိငရဲဆိုမကျိန်ကြပါဘူးနော်အဲ့ဒီလိုဒီကုသိုလ်ကောင်းမှုဆိုတာနေဟာပဋိဒါနပတ္တနုမောဒနာဆိုတာရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့လုပ်နိုင်ငံသားတွေကမေးတချို့ကလည်းအတိတ်ပဲမသိတဲ့အခါကျတော့ဆိုင်းမုတ်ထိုးတာကြွားကျင်လို့ဆိုတာလေပါတော့ပါမှာပဲထားတယ်နော်အဓိကရည်ရွယ်ချက်ကတော့အဲ့လိုမဟုတ်ဘူးညဝေတယ်လို့သူတို့မှတ်တယ်ဓမ္မဒေသနာဆိုတာကောင်းတဲ့ပညာရက်တွေကိုပို့ချပေးတာအခုလိုတရားဟောတာဓမ္မသဝနာဆိုတာကောင်းတဲ့ဟောပြောချက်တွေကိုနာယူတာသင်ယူတာမှတ်သားဒါတွေလည်းကုသိုလ်တွေစာသင်တာလည်းကုသိုလ်ပဲကောင်းတဲ့စာအပြစ်ကင်းတဲ့စာပေါ့သူများကိုတတ်ဖို့ပြတ်ဖို့ဆိုတဲ့ပညာရက်မဟုတ်ဘူးလူတစ်ဖက်သားကိုဆင်းအောင်လုပ်တဲ့ပညာရက်မဟုတ်ဘူးကောင်းစားစေတဲ့ပညာရက်မှန်သမျှဒီထဲမှာပါသင်ယူတဲ့ထဲမှာပါဓမ္မတွေဓမ္မဆိုတဲ့စကားလုံးကဘုရားဟောတရားတစ်ခုတည်းညီညွတ်တာမဟုတ်ဘူးเนาะလူအကျိုးပြုပညာရက်တွေအလုံးကိုအကျိုးပြုတဲ့ပညာရက်တွေကိုဟောပြောတာထေသနာအလုံးကိုအကျိုးပြုတဲ့ပညာရက်တွေကိုသင်ယူတာသဝနာဒီလိုဆိုလို့ဓမ္မသဝနာဓမ္မတွေဒိဋ္ဌိစုကမ္မတဲ့မှန်ကန်တဲ့အယူဖြောင့်မှန်တဲ့အယူကံကံဤအကျိုးဆိုတာရှိတယ်ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်သိသွားရင်နောက်ဘဝဆိုတာကံအားလျော်စွာဖြစ်ရတယ်မိဘဆိုတာခြေဆုရှိခြေဆုကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တချို့ကလည်းမိအမေနဲ့အဖေသူကသူအဝါပြုလို့ငါမွေးတာငါဘာခြေဆုတင်ကြလို့လည်းပြောတဲ့သူကရှိသေးတယ်နော်အဲ့ဒါခြေဆုကနဲ့ခေါ်တယ်အဲ့ဒါမိစ္ဆာဒိဋ္ဌိတွေမှာပါသွားတယ်ဘယ်နဲ့ခြေဆုမတင်ရမလို့လူပြည့်ရောက်တာသူ့ကြောင့်ရောက်လာတာလေပြောမယ်ခုခေတ်စကားနဲ့ပြောမယ်ဆို immigration ပဲလေလူပြည်ကိုလာခွင့်ပြည်ဝင်ခွင့်ပေးလိုက်တာအမေဖေကပေးတာလေအဲ့ခြေဆုကဆက်လို့မကောင်းတာမြတ်စွာဘုရားဟောတဲ့တဲ့ဣမတ္တလောကတ္တဓတ္တိတာဒီလောကကိုပြမိပါလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆုကနည်းတဲ့ခြေဆုမဟုတ်တာအခုခေတ်လာခွင့်မပေးလို့တားကြတယ်စီကြတယ်ဘတော်ရစရောက်လာလို့ရှိရင်အမိုက်ပုံးနဲ့ထဲ့ပြစ်တဲ့ဆိုမျိုးတွေကြောင့်တွေ့နေတာလူတိုင်းလာခွင့်ပြုတယ်လူများမအောင်မေးလိမ့်နေ immigration ကတင်းကျပ်တာနော်အဲ့တော့လူကရောက်လာတာကံကောင်းတယ်ငါအမေကျေးဇူးဖေကျေးဇူးဆိုမသေးကြဘူးလားအမိုက်ပုံးနဲ့ထဲ့ပြလိုက်ရင်ကွက်စိတ်ကြိုက်တာနဲ့တည်သွားမှာနော်သူဖြစ်အေး
အရာရာအကျိုးတို့အပြစ်တို့ဆိုတာဆင်ញင်စဉ်းစားရတယ်သူကအပေါ်ယံလေးနဲ့မတွေ့ရအဲ့ဒီကုသိုလ်ကောင်းမှုတွေအားလုံးဟာပုံညလို့ခေါ်တယ်ဒီလိုပုံညတွေကိုပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်ဒီဘဝနောက်ဘဝနှမျိုးလုံးဝမ်းသာဘယ်လိုဝမ်းသာဒီဘဝဝမ်းသာတယ်ဆိုတာလုတ်ပြီးတဲ့အခါအာရပါရစိတ်ထဲမှာကျဉ်းနှံ့သွားတာဒါတခုနောက်ဘဝဝမ်းသာရတယ်ဆိုတာအဲ့ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးကိုပေါ်တဲ့အခါအကျိုးကိုခံစားရရင်ဝမ်းသာရတယ်လို့သူပြောတယ်သောမောရတိသောပမောရတိဒိဋ္ဌဝဝိတုဒ္ဓိမတ္တနောကိုလုံးတဲ့ကံတရားရဲ့အကျိုးကျေးဇူးတွေကိုသိရတဲ့ပုဂ္ဂိုလ်တွေဟာဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ဒေသနာတော်မှာဒီလိုဟောတာကုသိုလ်တွေကုသိုလ်လုပ်ကြည့်လုပ်လို့ရှိရင်ဒီဘဝမှာလည်းဝမ်းသာရမှာပဲနောက်ဘဝမှာလည်းဝမ်းသာရမှာပဲနှစ်ဘဝလုံးဝမ်းသာရမှာပဲတကယ်ကိုအကျိုးကျေးဇူးခံစားရပြီဆိုရင်အလွန်မင်းကိုဝမ်းသာရမယ်ဒီလိုဆိုလို့ပေါ့နော်အဲ့ဒါကြည့်အခုလိုအမတရွှေပြည်လူမှုကူညီရေးအသင်းကိုလုပ်တယ်ဆိုတဲ့အခါတစ်ဖက်သားကိုကူညီပေးတဲ့အလုပ်ဆိုမေတ္တာနဲ့ကရုဏာနဲ့လုပ်တဲ့အလုပ်တွေဖြစ်တယ်ကိုကူညီပေးလိုက်လို့တစ်ဖက်သားအဆင်ပြေသွားတယ်ဝမ်းသာစရာကြီးမဟုတ်ဘူးလားဝမ်းသာရတာပေါ့အဲ့ဒီဝမ်းသာတဲ့ကုသိုလ်ကနည်းတဲ့ကုသိုလ်လားအများကြီးပဲကံတရားဆိုတာကိုလုံးလိုက်လို့တစ်ဖက်သားအဆင်ပြေသွားရင်အဲ့ဒီအဆင်ပြေမှုဟာကိုစီပြန်ရောက်တယ်ကံတရားရဲ့သဘောကကိုလုံးတဲ့ဟာကိုစီပြန်ရောက်တယ်မရောက်ဘဲမနေဘူးဟုတ်လားလမ်းမှာတင်ပျောက်သွားမယ်ဆိုတာမရှိဘူးအဆက်တော့ပျောက်ချင်ပျောက်ဒီဟာမပျောက်ဘူးကုသိုလ်ကောင်းမှုကလုပ်ပြီးရင်ကိုစီအဲ့တော့ကုသိုလ်လုပ်ပြီးဆိုရင်စိတ်ပါလက်ပါအကျိုးကိုသိပြီးတော့ကြိုးစားတော့မြတ်စွာဘုရားတောင်းဖို့လှူတဲ့တန်းတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာတဲ့လုပ်ငန်းကသေးတာမသေးတာဒီလှူတာလဲကောင်းတာမကောင်းတာများတာနေတာဒါတွေအဓိကမဟုတ်ပါဘူးတဲ့အရေးကြီးတာဘာလို့ဆိုရင်တနေ့တစားလုပ်ဖို့အရေးကြီးတယ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခု I do my best အားပဲလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်စိတ်အားနှစ်ပြီးတော့လုပ်တယ်ကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်လုပ်တယ်မလုပ်ရင်တော့အကျိုးပေးတော့လည်းမပေးခြင်းပေးမှာပဲဒါဟာသူဘယ်သူမှလုပ်တာမဟုတ်ဘူးသူစိတ်စေတနာတိုင်းဖြစ်မှာစိတ်တိကတ္တဝဒါနဒိဋ္ဌိကိုလုံးတဲ့ဟာသူများချမ်းသာပါစေဆိုတဲ့စိတ်ထဲကမွန်မြတ်တဲ့နှလုံးသားနဲ့ပြုလုပ်ပါတာထာထာနဲ့ဒိဋ္ဌိကိုယ်တိုင်ပါဝင်လို့အလူလူလဲဒီတိုင်းအာဂဗနဒိဋ္ဌိကိုလုံးတဲ့ဟာတွေဘယ်တော့မှပျောက်ပြစ်မသွားဘူးကိုယ်စီပြန်ရောက်လာမှာပဲဆိုတာသိရှိနားလည်ပြီးလူတဲ့တန်းနဲ့ကုသိုလ်လုပ်ရမယ်လို့ဒီလိုဟောတာနော်အဲ့တော့နောက်ဆုံးမှာဒီကုသိုလ်ကောင်းမှုတွေဟာပျောက်ပြက်သွားတာမဟုတ်ဘူးကိုယ်စီရောက်ဒါကြောင့်ဒီဓမ္မပဒဒေသနာတော်ခုအလုံးမြတ်စွာဘုရားဟောတဲ့စကားလုံးလေးရိုးရိုးလေးမှုနားလည်ပြီးကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝဝမ်းသာတယ်နောက်ဘဝလုံးဝမ်းသာရတယ်အကျိုးပေါ်လာတဲ့အခါကျတော့အလွန်ပို့ပြီးတော့ဝမ်းသာရနိုင်တယ်လို့ဒီလိုခေါ်တာအဲ့တော့မြတ်စွာဘုရားကဘာကိုအကြောင်းပြုလက်တွေ့ဘာကိုအကြောင်းပြုပြီးဟောတာတော့ဆိုအတူချုပ်လေးသူ့ရဲ့ဖြစ်ပြတဲ့ဇာလန်းလေးတစ်ခုပြောရမယ်ဆိုမြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အဆုံးအမတွေကိုယုံကြည်မြတ်လို့အားကိုးကြတယ်တရားဓမ္မတွေဘုရားဘာသာဝင်သူတော်စင်တွေဟာအများကြီးရှိတယ်လူဦးရေ9ကလေးရှိတဲ့တာဝတိမြို့မှာ9ကလေးကဘုရားဘာသာတွေဖြစ်သွား2ကလေးလောက်ကတော့ဘုရားဘာသာမဟုတ်ဘူးတမန်ပုဂ္ဂိုလ်ပေါ့နော်အဲ့ဒီမှာ9ကလေးလောက်တဲ့ပုဂ္ဂိုလ်တွေထဲမှာဘာသာတရားလေးစားပြီးကုသိုလ်ကောင်းမှုကိုအတည့်အပြုလုပ်နေကြတယ်ထင်တယ်ဥပဒကမိသားစုပေါင်းဓမိကလို့ခေါ်တယ်ဓမ္မလမ်းကြောင်းအတိုင်ကြည်ကြံကြုတ်ကိုအထုတ်တယ်ပြောမယ်ဆိုရင်ဓမိကအဖွဲ့အစည်းလို့ပြောတယ်ပြောပေါ့နော်အဲ့ဒီလူဟာခေါင်းဆောင်နေကြီးပဲ900ရှိတယ်ဓမိကဥပဒကစေတနာသုံးပါးကိုစိတ်ကပ်တဲ့ဥပဒကဓမိကဥပဒက
တရားဓမ္မတိုင်းလိုက်တာကျင့်ကြံကြိုးကိုအထောက်ကြတဲ့ဥပဒကခေါင်းဆောင်လေးကြီးပဲလူကြီးတွေကြီးပဲ900ရှိတယ်လူကြီးတယောက်တယောက်ကိုနောက်ကနေရန်လိုက်တဲ့လူက900စီရှိတယ်အဲ့တော့2သိန်းခွဲလောက်ရှိတယ်ကောင်းတဲ့အလုပ်ကို association လုပ်ပြီးတော့အခုလိုပေါ့အမတရွှေပြည်ရဟိတလူမှုကူညီရေးတင်ကြီးတစ်ခုလုပ်တယ်ခေါင်းဆောင်ရှိမယ်နောက်ကလိုက်တဲ့ပုဂ္ဂိုလ်တွေရှိမယ်နော်ဥဆောင်သူရှိမယ်ပါဝင်ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေရှိမယ်အဲ့ဒါလိုပဲဓမ္မိကဥပဒကဆိုတာအဲ့ဒီ900ထဲမှာအဖွဲ့ခေါင်းဆောင်ဆိုခုခေတ်ဆိုရင်တော့ဥက္ကဋ္ဌနော်ရှေးခေတ်ကတော့ဥက္ကဋ္ဌလို့တော့မသုံးဘူးဥက္ကဋ္ဌဆိုတာဓမ္မိကဥက္ကဋ္ဌကြီးอ่ะသား9ယောက်သမီး9ယောက်ရှိတယ်သူ့သားသမီးတွေကလည်းအလုံးစုံပြူမပါဘူးလိမ္မာကြတယ်အလုံးဒီစဉ်နဲ့အမြဌာနဝတ္တိရှိကြဓမ္မိကဥပဒကကြီးကသူကိုယ်တိုင်သူခွဲရမ်းနဲ့သူလှူတယ်သူဒကမကြီးကလည်းခွဲရမ်းနဲ့လှူတယ်သူသားသမီးတွေကလည်းအကုန်လုံးခွဲရမ်းနေနဲ့လှူချတယ်သူ့အိမ်မှာဆိုရင်ဒီနေ့စဉ်ဆွမ်းကြွေးဖို့စေးတံမဲကို16မဲရှိဒီလိုဆိုတယောက်တမဲစီထားရင်ကိုလူ16ယောက်နော်အဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေကိုအတ္တတရောပြုလိုက်ကြဒီလိုပဲနေ့စဉ်နဲ့အများကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါစီးပွားတော့မရှာဘူးမဟုတ်စီးပွားရှာကြမှာပေါ့သူကုသိုလ်ကောင်းမှုတွေအတ္တတရောလုပ်တော့အဲ့ဒီခေါင်းဆောင်ဥပဒကကြီးကလူရဲ့သဘာဝအတိုင်းနေအသက်အရွယ်လည်းရလာတဲ့အခါတည့်ရတော့မကြမ်းမှဖြစ်တယ်မကြမ်းမှယောဂဝေဒနာပြင်းထန်စွာဖြစ်လာတယ်တရားမှုအချိန်ရောက်လာတော့သူတရားနာခြင်းနဲ့နေမကောင်းတော့ကြောင်းမသွားနိုင်ဘူးမသွားနိုင်တော့မြတ်စွာဘုရားရှိခိုးသရင်ပို့တပည့်တော်ကျမ်းမာရေးမကောင်းဘူးကြောင်းလည်းမလာတော့တရားလည်းမနာနိုင်ဘူးအဲ့တော့အရှင်ဘုရားယဟန်10ပါးလောက်ပဲဖြစ်စေ16ပါးလောက်ပဲဖြစ်စေသူ့တရားဟောဖို့လွတ်ပေးပါမြတ်စွာဘုရားစီတောင်းတဲ့အခါလွတ်လိုက်တယ်ယဟန်တော်10ပါးကြွားတာ10ပါးကြွားတော့ရောက်တဲ့အခါကျတော့ကဲဥပဒကတိုင်းကာကြီးဗေတရားနာခြင်းတော့ဆိုဖရာတိုင်းဟောတဲ့မဟာတတိပဋ္ဌာန်သုတ်ကိုရှင်ဘုရားတို့ရွတ်ပြကြပါသူနားထောင်မရစေဗမာပြည်ကတော့နေကောင်းရင်တော့ဘုဇင်သုံးလေးရွတ်ပြပါဖရာပရိတ်ကလေးရွတ်ပြပါဖရာသူကတော့မဟာတတိပဋ္ဌာန်သုတ်နာခြင်းနဲ့ဗျာတဲ့အဲ့ဒါရွတ်ပြပါပါသတိပ္ပဏသုတ်ကိုရွတ်ပေးပါဆိုရဟန်းနေရွတ်ကြဥပဒကကြီးကိုဝန်းရံပြီးတော့မြတ်စွာဘုရားဟောတဲ့ဧကာယနောအယံဘိက္ခွေမေကိုဆိုတဲ့ဒေသနာတော်ကိုရွတ်ဖတ်တဲ့ဆက်ပေးနေအဲ့ဒါလို့တရားနာရင်ကနေပြီးတော့ဥပဒကကြီးတရားမှုအချိန်ဖြစ်လာတဲ့အခါမှာသူတရားအာယုံစိုက်နေတော့ဆူညံအတန်နဲ့သူနားထဲမှာကြားလာတဲ့အခါကျဆိုင်ကြပါအောင်နဲ့သူကထားအောင်လူကတော့မထားနိုင်တော့ပေါ့နော်ဆိုင်ကြပါအောင်ဆိုတော့မိသားစုတွေကလည်းအထင်မြင်လွဲတော့ကြတယ်ငါတို့ဖေတရားမှကြောက်လို့ဩတာဖြစ်လိမ့်မယ်ဆိုမိုးကုန်ကြရဟန်းတွေကလည်းဆိုင်ပါအောင်ဆိုတော့တို့ဆိုင်ခိုင်းတာပဲနေမှာပဲဆိုယောဂပြင်းထန်တာလို့နေမှာဆိုပြီးကိုရော်တွေဟာရွတ်လက်စာတရားကိုဖြတ်ပြီးတော့ကြောင်းပြန်ကြော်သွားကြဒုတိယလည်းငိုးကုန်ကြအပြန်ပြီးတတိလဲလာတဲ့အခါကျတော့ရဟန်းတွေပဲကြွသွားတော့ဆိုအဖေပဲဆိုင်ကြပါအောင်လို့ပြောတော့ကိုရော်တွေကဆက်မရွတ်တော့ပဲနဲ့ပြန်သွားကြပြီလို့ဆိုဟဲ့ငါပြောတာအဲ့ဒါမဟုတ်ဘူးငါအိမ်ပေါင်းမှာတဲ့နတ်ပြည်ကတိုက်ထား6ဆင်းရောက်နေတယ်တဲ့ငါတို့နတ်ပြည်လိုက်ခဲ့နဲ့ဆူညံဟုတ်လားတိုးခိတ်ကဆူညံတက္ကစီသမားတွေခေါ်တယ်လို့ပဲပေါ့အဲ့ဒါလို့မြေထားတို့ဘူတာတို့သင်္ဘောစိတ်တို့ကတက္ကစီသမားတွေခေါ်တယ်လို့ငါ့ကိုခေါ်နေကြတယ်အဲ့ဒါကြောင့်မင်းတို့ဆိုင်ကြပါအောင်ငါတရားနာနေတော့အဲ့ဒါပြောတာလို့ဆိုယထာသူတို့မမြင်ပါဘူးသူဖေကြောင်ကရံပြောတာနေမှာပါဆို
မဟုတ်ဘူးငါမြင်နေရှိတယ်ခုငါအတွက်ပန်းကုန်းကြီးများရှိလားရှိတယ်အဲ့ဒီပန်းကုန်းကိုအပေါ်ကောင်းကင်ကိုပြစ်လိုက်လို့ပြောတဲ့အခါအဲ့ဒီပန်းကုန်းဟာဘယ်နတ်ပြည်ဟာအကောင်းဆုံးလဲဆိုတော့ဘုရားလောင်းနေဒီတိုင်းနဲ့တုတိတနတ်ပြည်ဟာအကောင်းဆုံးဂျေနတ်ဆရာအကောင်းဆုံးတုတိတလို့ခေါ်တယ်တာဝရိန္ဒာလည်းပြဿနာရှိတယ်နော်အခုကလိုမြေလူတာတွေခြံလူတာတွေနည်းနည်းပါးရှိတယ်အဲ့ဒီမှာလည်းအယက်သမားတွေရှင်းရတာတွေပါရှိတယ်သူကလည်းသူကလည်းသိမ့်မေးချမ်းမှုအဲ့တော့စတုမာတေဆိုမပြောနဲ့တော့လူပြည်နဲ့ဆက်တာဝရိန္ဒာနတ်ပြည်ကလည်းအလို့ရှုပ်တယ်ရာမာတို့ဆိုတော့သိမရှုပ်ပေမဲ့တုတ်တိတာတော့မကောင်းဘူးတုတ်တိတာကောင်းတယ်ဆိုအဲတုတ်တိတာလာတဲ့နိုင်ထားကိုချိတ်လိုက်ပြစ်လိုက်ဆိုတော့တုတ်တိတာနိုင်ထားဥမှာပန်းလေးကတွဲလုံးလေးဆွဲနေတယ်လူတွေကပန်းကုန်းပဲမြင်ရတယ်နတ်ယထာကိုမြင်ရဘူးတဲ့အဲ့လိုစားတယ်မှာဆိုတာနော်အဲ့ဒီအချိန်လေးမှာဓမ္မိကဥပဒကကြီးကတတိပြန်လေလာပြီးတော့မင်းတို့မြင်ကြတယ်မို့လားငါအတွက်ယထာအကျိုးရောက်နေပြီငါတို့ဒီနတ်ပြည်ကိုသွားမယ်ဘာမှမပူချနဲ့ငါအတွက်အေယဘိမှအစင်းစင်းရှိပြီးလာခေါ်နေကြပြီငါနဲ့အတူဖြစ်ချင်ငါလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုဆက်လုပ်ကြမပြည့်မကွက်သူတော်ကောင်းတရားကိုကျင့်ကြံကြကိုအထောက်ကြလို့ဆိုပြီးမျက်စိလေးနှလုံးမိတ်ပြီးတော့တည်သွားစားအဲ့ဒါနမိတ်ထင်တယ်လို့ခေါ်တယ်နော်ဂတိနမိတ်လို့ခေါ်တယ်သွားရမယ့်နေရာမြင်တတ်တယ်မကောင်းတာလုပ်တဲ့လူကြတယ်မကောင်းတာမြင်တတ်တယ်ကြောက်ရတယ်နော်မကောင်းတာလုပ်တဲ့လူကဘာမြင်တတ်တော့ဆိုလို့ရှိရင်သေကနေ့မှာမီးတွေလောင်းနေတာတွေမြင်ရတတ်တယ်အဲ့ဒီမီးကရိုးရိုးမီးမဟုတ်ဘူးမနေ့ကလောင်းတဲ့မီးမဟုတ်ဘူးအဲ့ဒါငရဲမီးတယ်နော်အဲ့ဒီငရဲမီးတဲ့ရောက်တော့တယ်လူတယောက်ကတော့တရားမှုမိမောတွေ့ဝင်းနေတဲ့အချိန်မှာသူပဲရောက်တာလို့ဆိုနွားအုပ်ကြီးတဲ့ရောက်နွားအုပ်ကြီးတဲ့ရောက်တော့ပြီးတော့ဓမ္မကြီးပေါ်တက်သွားအဲ့ဒါနွားသွားဖြစ်တယ်နော်အဲ့ဒါလိုပဲကိုသွားရမယ့်နေရာတွေမြင်ရပန်းဥယျာဉ်လှလှပပနဲ့အိမ်ချောင်ဝင်ကြီးတဲ့ရောက်သွားရင်အဲ့ဒီအိမ်ရောက်မှသိချလမ်းဘေးကအမိုက်ကုံဘေးကတဲပုတ်တဲ့ရောက်သွားရင်တော့အဲ့ကျူးတဲ့ရောက်သွားမှာအဲ့ဒါတော့သိချနော်အဲ့ဒီလည်းရောက်သွားနိုင်တာပဲမသေးခင်သူကမှတ်ပုံတင်သွားတာဘယ်သူပဲဖြစ်ဒီတိုင်းပဲဒါကိုဂတိနမိတ်လို့ခေါ်တယ်ကမ္မနမိတ်ဂတိနမိတ်ကမ္မနမိတ်ကမ္မနမိတ်နော်ကံရဲ့ကမ္မနမိတ်ရဲ့ဂတိနမိတ်ရဲ့လို့ဒါတွေကရင်နဲ့နှလုံးထဲမှာရခင်ကလုံးနေသလိုပေါ်တာကံထိုကံနဲ့ပတ်သက်ပြီးတော့လုံးစင်ကမြင်ကွင်းတွေတွေ့တာကမ္မနမိတ်သွားရမယ့်ဘုံဘဝဌာနတွေကိုမြင်တာဂတိနမိတ်ဘယ်လိုပဲသိတဲ့ပုဂ္ဂိုလ်ဟာအတ္တမထွက်ခဲ့လေးမှာဒီနမိတ်ကတော့ထင်သွားမှာပဲအဲ့ဒီနမိတ်ပေါ်တဲ့စီပဲရောက်သွားတယ်ဒီလိုဆိုလို့ပေါ့နော်မသိခင်မှတ်ပုံတင်သွားတာအဲ့ဒါလို့အခုဓမ္မိကဥပဒကကြတော့ကုသဘဝကိုကုသတွေမှာနှိမ့်မြုပ်ထားပြီးတော့နေ့စဉ်နဲ့အများကုသကောင်းမှုတွေနဲ့နေတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးချိန်မှာလည်းတရားနာရင်သိသွားတာဆိုတော့သူ့ဘဝဟာကောင်းနေကြီးပဲဖြစ်တယ်ကောင်းနေကြီးဖြစ်လို့သူဟာတေကနေကြတော့လေကောင်းတဲ့နမိတ်တွေပဲလာထင်ဒီလိုဆိုလို့ပေါ့နော်ကောင်းတဲ့နမိတ်တွေထင်စာပေကျမ်းကမှာတော့နမိတ်ချင်ပုံလေးတွေနဲ့ပြထားတာတစ်ခုနဲ့တစ်ခုတော့မတူတတ်ဘူးပေါ့လူပြေပြန်ရောက်မယ်ဆိုရင်အမိဝမ်းရည်လို့ရေးထားတာလည်းရှိတယ်တကယ်ကတော့ပို့ပြီးတော့သိကြတော့အမိဝမ်းကြီးတယ်ဆိုတာတော့အဲ့ဒါလည်းကိုဖြစ်နိုင်တာလားအင်္ဂေဟာတွေပေါ်မှာတက်သွားတယ်လို့အိမ်မက်တယ်လို့ဖြစ်တာလို့အဲ့ဒါပို့သိကြနော်ဘယ်အိမ်မော်တက်သွားတယ်အဲဒါဘောလမြိုင်မဲ့မှာဘုန်းကြီးတစ်ပါးမဟာစီဆရာတော်ရဲ့တရားစာအုပ်ထဲမှာရေးထားဘုန်းကြီးတစ်ပါးကျောင်းဆောက်ဖို့တရားတော်မတွေကပစ္စံလာလှူထားတယ်ညကြတော့တပြားလက်ထောက်ချတဲ့လူရှိတော့အဲ့ပစ္စံလာယူတယ်ပစ္စံလာယူပြီးတော့ဘုန်းကြီးကိုဘိုက်ကိုဓာတ်နဲ့ဖွင့်သွားတယ်နော်ဘ
ဖွင့်သွားတာအဲ့ဘုန်းကြီးကအဲ့မှာပဲပြန်တော်မူသွားတယ်သို့တော့3-4နှစ်လောက်နေတဲ့အခါကျတော့ဘုန်းကြီးဝင်စားတဲ့ကလေးပေါ်လာတယ်အဲ့ဒီဘုန်းကြီးကပြောတော့ဆိုသူ့ကိုဓမြတွေကလည်းလို့ထွက်ပြေးရတယ်တဲ့စိတ်ကန်းရောက်တော့လှေလေးတစ်စင်းစီးတော့အဲ့ဒီလှေလေးစီးပြီးတော့အခုသူမွေးတဲ့အိမ်မှာသူတက်ပုံတာဒါသူ့ဂတိနိမိတ်တွေပဲဖြစ်တကယ်ကတော့မဟုတ်ဘူးသူပြောတဲ့ story ကတကယ်ကတော့သူဟာအဲ့ဒီကျောင်းပေါ်မှာပဲသိသွားတယ်သို့တော့သူနမိတ်ပေါ်တာကိုပြောပြတဲ့အခါကျပြေးပြီးတော့အဲ့ဒီအိမ်ပေါ်မှာတက်ပုံရတယ်အဲ့မှာသူလုံညုံရတယ်လို့ထင်တယ်အဲ့မှာမွေးတာအဲ့ဒီလိုနမိတ်ပေါ်တာတွေလည်းရှိနေတယ်ပေါ့နော်ကိုဖြစ်တဲ့နေရာကိုအဲ့လိုဂတိနိမိတ်တွေပေါ့ဓမ္မိကဥပဒကကြတော့သူကနိုင်ထားဆိုင်တယ်ဆိုတဲ့နမိတ်နဲ့အလုံးကိုကုသိုလ်ကောင်းမှုတွေကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်နတ်ပြည်အနာထား6ဆင်းဆိုင်တဲ့အနေထားထီအောင်သူကပေါ်လာအေးသူသားသမီးတွေကိုကုသိုလ်ကောင်းမှုမမေးဘူးနှိုးဆော်တိုက်တွန်းပြီးသူဟာကာယသုတိဘုံရောက်သွားတယ်ယဟန်တွေကကြောင်းပြန်ရောက်တဲ့အခါမြတ်စွာဘုရားကိုဓမ္မိကဥပဒကဟာတရားနာရင်ကနေဆိုင်ကြပါအောင်ဆိုလို့တပည့်တော်ပြန်လာခဲ့တယ်ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးမင်းတို့ဆိုင်ခိုင်းတာမဟုတ်ဘူးနတ်ပြည်ကနိုင်ထားတဲ့ဆိုင်လို့သူတရားနာနေတော့မူဆိုင်ကြပါအောင်လို့ပြောတာတဲ့ဆိုပြီးတော့မြတ်စွာဘုရားကရှင်းပြတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်နှစ်ဘဝစလုံးဝမ်းသာရတယ်ကိုကုသိုလ်ကံရဲ့အကျိုးကိုခံစားရတယ်ဆိုရင်သိပြီးတော့ကိုပီတိဖြစ်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားကိုမြတ်စွာဘုရားကယခုလိုဓမ္မပဒထေသနာတော်မှာဟောကြားမိတ်ဆိုခဲ့တာဖြစ်ပါတယ်ဓမ္မရတ္တကိုနာယူမှတ်သားပြီးတော့မိမိတို့ဘဝမှာလည်းပဲဝန္တာချီနူးပွဲကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အမှတ်တမဲ့မနေပဲနဲ့ဒီကုသိုလ်ကောင်းမှုတွေပေါ်မှာချီနူးခြင်းဝန္တာခြင်းဆိုတာကိုအကျဉ်းချင်းထပ်ထပ်ဖြစ်အောင်ကြိုးစားအထောက်မှကုသိုလ်တွေဟာများလာမှာဖြစ်တယ်ဆိုတာကိုစီမှတ်သားနာယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း